န်တန်ရုပ်ရှင်ဇာတ်ကားကြီးကိုအခုလိုမျိုးအချိန်တစ်ခုပေးပြီးတော့အားပေးဝင်ရပြီးပြီးတော့အားလုံးပဲနေကြတော့ဗျာဘုလိုလိုတော့နိုင်ငံရေးဘုလိုလိုဒါတော့ဘယ်ဒီဘက်ကြောင့်ဒီမှာတော့တော့ဟုတ်တော့နော်တော်နေတော့လိုက်တော့ဘုလိုလိုဘုလိုလိုဒါအဒီကပြင်ပြရတယ်ဆိုတော့အများကြီးဝမ်းသာပါတယ်ဘုလိုလိုအများကြီးလာရောက်အားပေးရတယ်ဆိုတော့အများကြီးဝမ်းသာပါတယ်ဘယ်လိုလာခဲ့ကြလဲပြောချင်းစီကျေးဇူးတင်တယ်ကျွန်တော်တို့ဒီနိုင်တာရအောင်ရောက်တိုင်းပြည်သက်တွေအားလုံးကအမြဲနွေးထွေးနဲ့ကျွန်တော်တို့အမြဲကြိုးဆိုပြီးပြည်သက်တွေအများကြီးပဲဒါရောအားပေးရတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်တို့ဒီကားလေးပြင်လို့ရှိရင်လည်းလာကြည့်ကြပါဦးလို့ပြောချင်ပါတယ်ပြင်ကျဆိုင်ကားတော့လည်းကျေးဇူးတင်တယ်လူငယ်တွေဆိုအမြဲဆွဲခေါ်တယ်ဟိုကဆိုအားလေးတော့ကိုယ်လည်းကျေးဇူးတင်တယ်ပြည်သက်တွေကျေးဇူးတင်ပါတယ်ခင်ဗျာ